အာလိုဟာဒိုင်နိုဆောတွေနဲ့အတူနွားအုပ်ကိုကာကွယ်ဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီအချိန်မှာပဲယက်တာတွေကနွားအုပ်ကိုလာရောက်တိုက်ခိုက်ကြပါတယ်။အာလိုဟာကြောက်ရွံ့နေပေမဲ့လည်းရှေ့ကိုတိုးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ယက်တာတွေကအယမ်းမြန်ပြီးအာလိုကိုဝိုင်းထားလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲတီရက်စ်တွေရောက်လာပြီးအာလိုကိုကူညီပေးခဲ့ပါတယ်။တီရက်စ်တွေရဲ့ဟိမ့်တန်ကြောင့်ယက်တာတွေဟာလန့်ဖြတ်သွားကြပါတယ်။ဒါပေမဲ့ယက်တာတွေကလက်မလျှော့ပဲပြန်လည်တိုက်ခိုက်ကြပါတယ်။တိုက်ပွဲဟာအယမ်းကိုပြင်းထန်လာပါတယ်။အာလိုဟာလည်းသူ့ရဲ့သူငယ်ချင်းစဘော့ကိုကာကွယ်ဖို့စ조사နေပါတယ်။တီရက်စ်တွေကယက်တာတွေကိုတကောင်ပြီးတကောင်နှိမ်နင်းနေပါတယ်။နောက်ဆုံးမှာတော့ယက်တာတွေဟာထွက်ပြေးသွားကြပါတော့တယ်။အာလိုနဲ့တီရက်စ်တွေဟာနွားအုပ်ကိုပြန်လည်ရရှိသွားကြပါတယ်။ညရောက်တဲ့အခါမှာတော့သူတို့ဟာမိဘုံဘေးမှာနားနေကြပါတယ်။တီရက်စ်ကအာလိုကိုတတိရှိဖို့နဲ့ကြောက်ရွံ့မှုကိုဘယ်လိုကျော်လွှားရမလဲဆိုတာသင်ပေးပါတယ်။အာလိုဟာလည်းသူ့ရဲ့ဖခင်ကိုတတိယနေမိပါတယ်။ဒါပေမဲ့ယက်တာတွေကရင်မြန်တဲ့လှုပ်ရှားမှုတွေနဲ့တီရက်စ်ကိုမြေပြင်ပေါ်လဲကြအောင်လုံးနိုင်ခဲ့ပါတယ်။ဒီတခါတော့အာလိုဟာတတိရှိရှိနဲ့ရှေ့ကိုပြေးထွက်သွားခဲ့ပါတယ်။တီရက်စ်ကအခွင့်အရေးကိုအမိအရဆုပ်ကင်ပြီးယက်တာနှစ်ကောင်ကိုလွှင့်ပစ်လိုက်ပါတယ်။ဒါကိုမြင်တဲ့အခါမှာတော့ကျန်တဲ့အဖော်တွေဟာကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်။သူတို့ဟာနွားအုပ်ကိုအောင်မြင်စွာပြန်လည်ရရှိတဲ့အတွက်အောင်ပွဲခံနေကြပါတယ်။ညဘက်မှာတော့အာလိုဟာသူ့ရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ကိုကြည့်နေပါတယ်။တီရက်စ်ကသူ့ကိုပြောတာကတော့ဒဏ်ရာတွေဟာတတိရှိမှုရဲ့အမတ်အသားတွေပဲဖြစ်ပါတယ်။ကိုတမအောင်မလို့ရင်ဘယ်ချိန်မဆိုအစားခံရနိုင်ပါတယ်။ဒါကိုပြောပြီးနောက်မှာတော့တီရက်စ်ဟာသူ့ရဲ့ပြက်နေတဲ့အမီးကိုပြသခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အာလိုဟာနွားအုပ်ကိုမောင်းနေရမှာကူညီပေးနေရင်နှင်းဖုံးနေတဲ့တောင်တန်းတွေကိုမြင်လိုက်ရပါတယ်။အဲ့ဒီနေရာဟာသူနှင်းညမပြက်လွမ်းဆွနေရတဲ့သူ့ရဲ့အိမ်ပဲဖြစ်ပါတယ်။သူဟာတီရက်စ်တွေကိုနှုတ်ဆက်ပြီးနောက်မှာတော့အိမ်ပြန်ခီးကိုစတင်ခဲ့ပါတယ်။အာလိုဟာတောင်ထိပ်ပေါ်ကိုပြေးတက်သွားပြီးတိမ်တိုက်တွေကြားကနေသူ့အိမ်နဲ့ပို့ပြီးနီးကပ်လာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာသူဟာအရန်ကိုပျော်ရွှင်နေပေမဲ့အနေရကရောက်လာတော့မယ်ဆိုတာမသိခဲ့ပါဘူး။အဲ့ဒီလင်းနို့ဒိုင်နိုဆောတွေကသူတို့ကိုပြန်တွေ့သွားကြပါတယ်ပြီးတော့စဘောကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။အာလိုဟာမနာတဲ့နောက်ကနေလိုက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစဘောဟာတစ်ပင်ပေါ်မှာလင်းနို့ဒိုင်နိုဆောတွေနဲ့ရင်ဆိုင်နေရပါတယ်။အာလိုဟာပြေးဝင်သွားပြီးလင်းနို့ဒိုင်နိုဆောကိုမြစ်ထဲကိုတွန်းချလိုက်ပါတယ်။စဘောကနောက်ဆုံးကျန်တဲ့လင်းနို့ဒိုင်နိုဆောရဲ့အတောင်ပံကိုကိုက်ဖြတ်လိုက်